Hello အားလုံးပဲမင်္ဂလာပါတင်ရဖက်နဲ့တွေကိုဒီလို discount နေနဲ့မှလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်နဲ့ဒီဗီဒီယိုကိုဆုံးဖြတ်လိုက်ကြည့်လိုက်အောင်အခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော် ECMRT ဖြစ်ပြီးတော့ IMM shopping mall ကိုတော့မှာဖြစ်ပါတယ်အခုကျွန်တော်ရောက်နေတဲ့အချိန်ကညနေဆိုတော့အမြင်နဲ့တိုင်းပဲလူတွေကတော့တော်တော်လေးပြားနေပါတယ်ခင်ဗျာshopping mall ကစင်ကာပူမှာအကြီးဆုံး wholesale outlet တစ်ခုဖြစ်ပြီးတော့ဆိုင်ပေါင်း130ကျော်ရှိပါတယ်ဆိုတော့တင်ကားဖက်နဲ့တွေကိုပုံပုံများများနဲ့မျိုးစားစုံစုံလေးရွေးချယ်နေဆိုရင်တော့ဒီကိုတောက်ဖို့ကျွန်တော် recommend ပေးပါတယ်ခင်ဗျာပြီးတော့တွားတဲ့လမ်းတော့ရှောင်းပါလဲလမ်းမဟုတ်စီပူကြမလို့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီလိုလမ်းညွန်ဆိုင်ဘုတ်တွေကနေရာတိုင်းမှာရှိနေတော့ဒီလမ်းညွန်ဆိုင်ဘုတ်တိုင်းသွားလိုက်အောင်ပါပဲခင်ဗျာကဲအခုကျွန်တော်တို့ IMM shopping mall ကိုရောက်ပါပြီကျွန်တော်ကလူရှုံမဲ့တဲ့နာရမ်းကြီးတော့လူမရှုံဘူးအဲ့တော့ကျွန်တော် AC ကြည့်လို့ရတာပေါ့နော်ကျွန်တော်က Puma Crazy ဆိုတော့ Puma ကိုယုံကြည်လိုက်ရအောင်ဖက်နဲ့တွေကအခုတင်နေတဲ့အတိုင်းပဲဒီဇိုင်းကြီးအစုံပါပဲဒီဖက်နဲ့ဆိုရင်လူငယ်တွေကြားထဲမှာတော်တော်လေးရီပန်းစားတဲ့ဖက်နဲ့တော်တော်များလူစီးများတဲ့ဖက်နဲ့ပါဗျဈေးနှုန်းကလည်း129ကျပ်ကိုpromotion 69ကျပ်နဲ့ပေးထားတော့တင့်တော်တဲ့ဈေးနှုန်းတစ်ခုပါပဲခင်ဗျဒီမှာဖက်နဲ့တင်မဟုတ်ဘူးဒီလိုကြိုးဝတ်လွယ်အိတ်တွေနောက်ဖက်ဒီလိုဖက်နဲ့တွေအဲ့ဒါအပြင်ဟိုမှာကျွန်တော်တို့အိမ်ကြီးဟော်တလုံးဘောင်းမီတွေနောက်ပြီးတော့ဒီလိုအင်းကြီးလည်းအများကြီးပြီးလို့ရပါတယ်ခင်ဗျာအခုဒီမှာဆိုရင်လည်း buy to 40% discount ဆိုပြီးချပေးထားပါတယ်ဒီမှာရှိတဲ့ပစ္စည်းတွေကသူရော quality ရော design တွေရောရမိုက်နေတော့ကျွန်တော်ကတော့ဗီဒီယိုရိုင်းနေကိုတော်တော်လေးလိုချင်နေပါတယ်ဒါမဲ့လည်းလိုချင်တဲ့စိတ်ကိုထိပြီးတော့ကျွန်တော်ဗီဒီယိုလိုက်ရနေပါတယ်ခင်ဗျဆိုင်တိုင်းမှာကဟော်တလုံး promotion တွေ discount တွေချတာတော့တွားရနေရတိုင်းကဝယ်ချင်စရာတွေပါပဲဒီမှာဆိုရင်လည်း discount ကအမြင်တဲ့အတိုင်းပဲနှစ်ခုဝယ်မယ်ဆိုရင်တော့20% discount ၄ခုဝယ်မယ်ဆိုရင်တော့30% discount ထိတောင်ချပေးထားပါတယ်ဗျဆိုတော့ကျွန်တော်လိုက်ကြည့်လိုက်အောင်ဒီအိမ်ကြီးဆိုရင်လည်း69ကျပ်ဒါ promotion price 69ကျပ်ဆိုတော့ဒေါ်လီဝစ်ပျော်တဲ့ပုံစံမျိုးပါပဲဝစ်လို့လည်းကောင်းမှထင်ပါတယ်ဒီဘက်မှာဆိုရင်လည်းတစ်ထည်ဟိုမှာ promotion $29ဆိုတော့ဒေါ်လေးစင်ပြေပါရဲ့ဗျကဲအခုကျွန်တော်တို့အဲ့ဒီတက်ကိုဝင်လိုက်အောင်အဲ့ဒီတက်မှာလည်း promotion ရမြင်တဲ့အတိုင်းပဲ3ခုဝင်ဆိုရင်30% discount 4ခုဆိုရင်50% discount ဒီလောက်ချပေးထားပါတယ်ဗျကျွန်တော်စိတ်တင်တော့Adidas မှာကရွေးချယ်စရာကြီးပို့ပြီးတော့များရလို့ခံစားရတယ်ဗျ
ကဲအခုကျွန်တော်အဲ့ဒီထက်မှာဘောကန်ဖက်တွေတွေ့ရတယ်ဗျဥမာမှာကျွန်တော်လိုက်ကြည့်မိသလားဘောလုံးကန်ဖက်တွေမတွေ့ခဲ့ရဘူးဆိုတော့ဘောလုံးကန်ဝါသနာပါတဲ့ညီကိုကြီးဆိုရင်လည်းဒီမှာဖက်တွေလာရွေးလို့ရပါတယ်ဒါဆိုရင်96ချက်ပါ after promotion ကိုမှဒီဖက်ကတော့ဈေးတော်တော်မိုက်ရဗျoriginal price 319ချက်ကိုအခု after promotion 239ချက်ဒီဖက်တွေဆိုရင်လည်း design တော်တော်လေးမိုက်တယ်လို့ပြောလို့ရမယ်เนาะပြီးရင်ဒီဖက် design ကအပြင်မှာတော်တော်များများစီးကြတာတော့ကျွန်တော်မတွေ့မိဘူးခင်ဗျဆိုတော့ဘယ်လိုနေရာမှာစီးကြလဲတင်ကျွန်တော်ကိုပြောပြကြပါဦးပြီးရင်ဖက် design ကဒီလိုနှစ်ထပ်ပုံစံမျိုးပြအဲ့တော့ဝဲရတာအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်တနေရာကိုဆက်သွားကြည့်လိုက်ရအောင်ဒီဖက် design ဆိုရင်လည်းစင်ကူမှာလူလက်ပိုင်းတွေတော်တော်များများစီးကြရဗျအထူးသဖြင့်အားကစားလုပ်တဲ့လူတွေတော်တော်များများဆိုရင်ဒီလိုဖက်တွေကိုပို့ပြီးရွေးကြလို့ကျွန်တော်ညင်းမိတယ်ဗျဒီမှာဆိုရင်လည်းအားကစားအိမ်တွေရွေးချယ်ကြအများကြီးရှိပါတယ်ဒီမှာဆိုရင်လည်းအမျိုးသမီးအဝယ်စားရေးတွေ့ရပါမယ်ကျွန်တော်ကအမျိုးသမီးဘက်ဟိုလိုက်မြက်မိတာကြတော့ကျွန်တော်ရိုက်ဖို့အဆင်မပြေလို့အားကြောင့်မို့ skip တဲ့သဘောပါတကယ်တော့ရွေးချယ်စရာအများကြီးပါပဲဒီမှာဒီမှာဆိုရင်လည်းဒါအားကစားလုပ်တဲ့ဆက်ဒါစပိန်ဘယ်လိုပြောရမလဲဘီးဆက်လို့ပြောရမလားဒါဆိုရင်လည်းဈေးတော်တော်လေးကောင်းမဲ့ပုံပါပဲကျွန်တော်တော့ဈေးနှုန်းမကြည့်မိလိုက်ပါဘူးဒီမှာဆိုရင်လည်းကျွန်တော်တို့ cross shoe ကိုတွေ့ဆိုင်ခွဲကိုတွေ့ရပါမယ်ဒီဖက်နက်တွေဆိုရင်လည်းခုနောက်ပိုင်းမင်းသေးကြားထဲမှာတော်တော်လေး popular ဖြစ်တယ်လို့ပြောရပါမယ်ဆိုတော့ခုနောက်ဆုံးကျွန်တော်တို့ရဲ့ slide ကြော် sketch ကိုသွားပါမယ်ဒီမှာဆိုရင်မြင်တဲ့အတိုင်း promotion တွေ80% discount ထိတောင်ချပေးထားရဗျဝင်ချင်းမှာပဲအင်းတွေကို50% discount နဲ့ချပေးထားပါတယ်ကျွန်တော်ရဲ့ personal အရာဆိုရင်ကျွန်တော် sketch ကိုစီးရတာသဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့စီးရတာပေါ့ပါဖြစ်တယ်comfort ဖြစ်တယ်ပြီးရင်သူဈေးနှုန်းကလည်းစီးပြော်တဲ့အနေထားဆိုတော့ကျွန်တော်ကတော့အလုံးလုံးတဲ့အချိန်မှာတော့ sketch ကိုစီးရနောက်ပြီးတွေ့ရမိတလားဒီမှာရှိတဲ့လူကြီးတွေတော်တော်များကဒီ sketch flat ကိုကြိုက်ကြရဗျဒီကချိနေတဲ့အကိုကြီးမှလည်းတတိထားမိမလားတော့မသိဘူးလူကြီးပိုင်းတွေတော်တော်များဒီ flat ကိုတော်လေးချိုက်ကြတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကဒီနေ့တော့ဒီလောက်ပါပဲဒါကျွန်တော်ပထမဆုံး outdoor ဗီဒီယိုလိုက်ရိုက်တာဖြစ်တော့အခုကျွန်တော်ပြောနေတဲ့အချိန်မှာတကယ်လို့အမှားတွေရှိခဲ့ရင်ကျွန်တော်နားလည်ပြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်နောက်ထပ်လာမယ့်ဗီဒီယိုမှာလည်းဒီထက်ကောင်းတဲ့ content တွေဒီထက်ကောင်းတဲ့ video quality တွေနဲ့ကျွန်တော်တင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ page ကို like and follow လေးလုပ်ပြီးတော့အားပေးကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျအားလုံးတာယာတဲ့နေ့လေးကိုပြန်ဆိုင်နေပါစေ